သားပေါ့သူငယ်လေးရှိတယ်တားဘယ်လောက်ရှိပြီ26ကဲမာကြီးက54ကဲတက်20ကျော်ပါတယ်သားနဲ့ပတ်သက်လို့မာကြီးပြောမယ်ဆိုရင်တော့သူ့ရဲ့အောင်မြင်မှုကြီးကကြောက်ခမန်းလေးပါပဲနော်ဟိုအဲ့အတွက်လည်းမာကြီးတို့ကလေစိတ်ထဲမှာအများကြီးမုဒိတာပွားပါတယ်အောင်စပူဖိုးချစ်စွမ်းကိုလေးစားပါတယ်တခုဖြေပေးကြပါသူ့ရဲ့ fan တွေဖြစ်ဖြစ်ကျမမေးတဲ့ဟာကိုဖြေပေးကြပါကျေးဇူးပြုကျမအရင်မာတွားတာလားလို့ကျမပြောတဲ့စကားလုံးတွေဘဒုကိုများထိခိုက်စေတာလေအောင်စပူဖိုးချစ်စွမ်းကိုထိခိုက်စေတဲ့စကားလုံးတွေရှင်းကောင်းကောင်းလာပြီးပြောလို့ရတယ်ကျမပြောတာအရင်မာတွားတာလားတစ်ချက်လောက်ကျမကိုပြောပြကြပါလို့ဖြေပေးကြပါဦးအောင်စပူကိုမကြီးဆိုးမြတ်သူစားတော့မှအားပေးစကားပြောလိုက်တယ်စိတ်ကမကြက်နဲ့လူတွေဘာပြောနက်ကလေးလှုပ်လိုက်လစ်လူရှူလိုက်ပါတဲ့တခြားလူတွေဘလို့ပဲဝေဖန်တိုက်ခိုက်ပါစေတဲ့အောင်စပူကအောင်မြင်နေတော့လူတွေကဝေဖန်ကြမှာပဲတိုက်ခိုက်ကြမှာပဲဒါပေမဲ့တခုပြောချင်တယ်နော်အောင်စပူရဲ့ fan ဖိုးချစ်ရဲ့ fan စွမ်းရဲ့ fan ဆိုရင်ဒီဗီဒီယိုကြည့်ဖြစ်အောင်ကြည့်ကျမပြောချင်နေတာကြာပြီမပြောသေးဘူးစောင့်ကြည့်နေရနော်သူတို့ရဲ့ fan ဆိုတိုင်းကျမလာဆဲလို့မရဘူးနော်ကျမမဟုတ်တာတခုမှလုံးမထားဘူးဒီဖိုးချစ်စွမ်းအောင်စပူတို့စီကပတ်စံတပြားတစ်ချက်မှယူပြီးစားထားတာမရှိဘူးသူတို့ရဲ့ဗီဒီယိုကျမက reaction လုပ်လို့ကျမပတ်စံတစ်ချက်မှမရဘူးတိတော့မှာ view တွေမီလီယံနဲ့ချီရတယ်ပတ်စံတပြားမှမရဘူးကိုချစ်လို့ကိုယ့်ရဲ့အနုပညာရှင်တွေကိုချစ်တဲ့အနုပညာရှင်တွေကို reaction ဗီဒီယိုလေးဖန်တီးတာဘာများမှလို့လဲဟိုမပြောနဲ့ဒီမပြောနဲ့ဟိုကမလုပ်နဲ့ဒီဟာမလုပ်နဲ့အောင်စပူရဲ့ fan တွေနော်ငါ့ကိုလာဆဲတဲ့လူတွေနော်ငါပြန်ဆဲမယ်နော်ဒီတစ်ခါတော့မကြီးဆိုးတာမပြောရလေမကြီးအန်ဒီဆိုးမြတ်သူစားတာမပြောတဲ့အောင်စပူရဲ့အောင်မြင်မှုကကြောက်ခမန်းလေးလေးအောင်မြင်နေပြီတဲ့တားကိုအားပေးတယ်အပြစ်မှအခုမှတွေ့တယ်အရင်ချောတယ်အရင်လာတယ်လို့ပြောတယ်သူများတွေဘလို့ပဲဝေဖန်တိုက်ခိုက်ပါစေဘလို့ပဲဝေဖန်တိုက်ခိုက်ပါစေအုံနောက်ထဲမထားနဲ့အာယုံမထားနဲ့လစ်လီကိုရှူလိုက်တဲ့ကိုလောက်ရမယ့်ဟာပဲအကောင်းဆုံးလို့ပြောတာမတွေ့ဘူးလားဗီဒီယိုဖိုင်နေမှာအဲ့ဒါနော်အောင်စပူရဲ့ fan တွေဖိုးချစ်ရဲ့ fan တွေစွမ်းရဲ့ fan တွေကျမကိုဖုန်းဆက်ပြီးမှနော် message ပို့ပြီးလာဆဲတဲ့လူတွေကျမဒီခါတော့ပြန်ဆဲမယ်ဘာလို့လဲဆိုရင်ဒီရဲ့ဖိုးချစ်အောင်စွမ်းသူတို့ကနိုင်ငံကျော်နာမည်ကြီးဇက်မင်းသားတွေလေသူတို့အကြောင်းမှာကိုကအမြဲတမ်းတွေ့နေရတယ်ချားနေရတယ်သဘောကျတဲ့အကွက်လေးတွေရှိရလူတယောက်မှတယောက်သဘောကျလို့မရဘူးလားသူတို့ဒီလောက်ထိအောင်မြင်ကြော်ကြားပြီးမှလေတော်လို့မှလူတိုင်းမတော်ဘူးနော်လူတိုင်းမကြော်ကြားဘူးနော်သူတို့ရဲ့ video reaction လောက်တာကိုကျမလာပြီးမှဆဲနေကြတယ်အော်ကိုချစ်တဲ့အနုပညာရှင်နမကိုကောင်းကောင်းလေး reaction video လုပ်လို့မရဘူးအနုပညာရှင်အချင်းချင်းနာမဒီလောက်ထိချစ်ခင်လေးစားပြီးမှအားပေးအားမြောက်တဲ့လူကိုရီဆိုဘာမှမဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့အပြုတ်မှုလေးတွေအပြောဆိုလေးတွေသဘောကျလို့ reaction လေးတွေလုပ်တယ်ကျမ YouTube အကောင့် TikTok အကောင့်ဝင်ကြည့်အရင်ဆိုင်းပြောရတာခါကြဘူးလို့လားဒီမခံတော့ဘူးနော်ဒီခါနော်ဖိုးချစ်ဆိုရင်လည်းစကားပြောတာရင်ကြေးတိမ်မွေ့ပြီးတကယ်လူကြီးလူကောင်းဆန်တဲ့ခေါင်းဆောင်ကောင်းပြီးသားစွမ်းဆိုလည်းဂျစ်ကန်ကန်ဆိုပေမဲ့သူ့ရဲ့အနုပညာတက်တန်းပြန်ကြည့်လိုက်အိုးချစ်မွေးလေးနော်တကယ်ပဲသူကနာမည်ကြော်ကြားအောင်မြန်တယ်ဘာလို့လဲသူတို့မှအရေးချင်းရှိလို့လေသူတို့ရဲ့ကောင်းတဲ့အကွက်လေးတွေကိုကျမဆွဲပြီး reaction လုပ်တာလာပြီးဆဲနေတယ်မနိုင်ရှင်ပါနဲ့ဖိုးချစ်စွမ်းမနိုင်ရှင်ပါနဲ့ဘယ်မှာနိုင်ရှင်နေလို့လဲအခုလဲအောင်စပူပြောမယ်နော်မကြီးဆိုတော့မှအားပေးတယ်ဒီလောက်ထိတော်တာတဲ့အားပေးနေတယ်စိတ်ထဲထားနေတဲ့ဘလို့ပြဿနာကြုံလာလစ်လျူရှူလာတဲ့အရင်အောင်မြင်နေတဲ့သားလေးတဲ့ငါလက်စိတ်ဆိုတတ်တယ်ခဏအကောင့်တုတွေနဲ့လာပြီးမှ message လာမပို့နဲ့နော်တက်တိရှင်မျက်နှာပြပြီးမှ message လာပို့ဖုန်းလာဆက်လူတိုင်းရိုင်းတက်တယ်ဒါပေမဲ့တီးခံရမယ့်အချိန်ရှိရတီးခံတဲ့အတိုင်းတာတစ်ခုရှိရဖိုးချစ်အောင်စပူစွမ်းနေတော့ပဲချစ်လို့ရလားငါတို့ကျန်တဲ့လူတွေချစ်လို့မရတော့ဘူးလားသူတို့ရဲ့ fan မဟုတ်ဘူးဆိုရင်တော့သူတို့ရဲ့ကောင်းပတ်လေးတွေကိုရီးယားမြင်နေရတော့ reaction လေးတွေလုပ်တယ်အဲ့ဒါကိုလာပြီးမှလေဟိုမနိုင်နဲ့ဒီမနိုင်နဲ့ဟိုမပြောနဲ့ဒီမပြောနဲ့လာပြီးပြောနေကြတယ်ဒီမင်းသားတွေရဲ့အကြောင်းတွေပြောလို့သူတို့ကပိုပြီးနာမည်ကြီးသွားတာပဲရှိတယ်သူတို့စီကနေပတ်စံတပြားတစ်ချက်မှရတာမဟုတ်ဘူးဟိုမှာ view ဘလောက်များ TikTok မှာ million နဲ့ချီ view တွေရှိပေမဲ့ပတ်စံတပြားမှမရဘူးအလကားအဲ့ကျမလာပြီးစာပို့တဲ့လူတွေဖုန်းလာဆက်တဲ့လူတွေဒါစိတ်ဆိုးရှင်တယ်ပြောမယ်ဆိုတော့မျက်နှာလေးတွေပြထား profile မှာနော်တက်တိရှိရင်တက်တိရမရှိစိတ်ဆိုးတယ်သူတို့ပဲချစ်တတ်တယ်သူတို့ပဲအရင်ပဲအားပေးတဲ့လူတွေကြနေကိုရီကတော့အနုပညာရှင်ကြီးတွေမှဒီလောက်ထိသူ့ကိုကလည်းချစ်ပြီးမှအားပေးနေကြတာကိုရီလည်းအားပေးရလေဒါပေမဲ့ပြောချင်တာဖိုးချစ်ရဲ့ပုံစံလေးကသူစကားပြောတာအမူအရာချစ်စရာကောင်းချစ်တဲ့အကြောင်းပြောမှာပဲ reaction ပေးမှာပဲစွမ်းရလဲသူစကားပြောဂျစ်ကန်ကန်ဘုကလန်ဒါပေမဲ့သူဒီလောက်တော်လို့အခုချိန်ထိနာမည်တစ်လုံးနဲ့နေလို့နေနိုင်လားမနေနိုင်ဘူးအဲ့ဒါငါ reaction video တွေပေးတယ်ငါတို့အရန်ဆိုးပါတယ်အရက်တေစာတောက်စားနေပါတယ်တခါပြောဘူးလို့လားမယုံရင်ဝင်ကြည့်လိုက်လေငါအကောင့်ထဲမှာ TikTok အကောင့်ထဲမှာ YouTube အကောင့်ထဲမှာလာပြီးမှမရိုင်းကြနဲ့နော်
နိုင်ငံချစ်ပြည်သူချစ်အမှုပညာရှင်တွေကိုလည်းချစ်လို့မရဘူးလားနင်တို့ပဲချစ်တတ်တာလားငါစိတ်ဆိုးလာပြီတခါတလေကျရင်ဖုန်းဆက်ပြီးလာပြော message ပို့ပြီးလာပြောတဲ့လူတွေဒီတစ်ခါကျရင်ဖုန်းလာဆက်ကြည့်တော့ငါလည်းဆဲတတ်တယ်ငါလည်းပါဇက်ပါတယ်တီးခတ်နေတာကြာပြီဒီရဲ့အမှုပညာရှင်တွေကိုကသဘောကျလို့ကိုလည်းအားကျလို့သူတို့လိုမျိုးဖြစ်ချင်မှမဖြစ်နိုင်တာအဲ့ဒါကြောင့်မလို့သူတို့ရဲ့ဗီဒီယိုလေးတွေယူပြီးမှ reaction ဗီဒီယိုလေးတွေဖန်တီးတာလာပြီးမှလေငါ့ကိုဖန်ပစ်တင်နေကြကြာလာတော့တီးမခံနိုင်လာတော့အတိုင်းတာရှိရလူကလေအောင်စပူရဲ့ fan ဖိုးချစ်ရဲ့ fan စွမ်းရဲ့ fan တွေမပြောချင်လို့ကြည့်နေတာတော့နင်တို့တွေငါရဲ့အကောင့်မှာ YouTube အကောင့်မှာ TikTok အကောင့်မှာလာပြီးဆဲနေကြတယ်နင်တို့ပဲသူတို့ကိုချစ်တတ်တာလားနင်တို့ပဲသူတို့ကိုဗာလဲအားပေးတာလားငါတို့ကမချစ်တတ်တော့ဘူးလို့ထင်နေလားငါလည်းသူတို့သဘောကျလို့သူတို့ရဲ့ဗီဒီယိုတွေကို reaction ဗီဒီယိုတွေလုပ်တာဖုန်းဆက်ပြီးလာဆဲကြတယ် message ပို့ပြီးလာဆဲကြတယ်ငါလည်းဆဲတတ်တယ်နော်နောက်တစ်ခါကျရင်ငါဆဲမှာနော်ဘာလဲကိုသဘောကျလို့နောက်ပြီးမှလေကြည့်နာမည်ကြီးနိုင်ငံကျော်အမှုပညာရှင်ဇက်မင်းသားတွေတနိုင်ငံလုံးကတည်တဲ့လူတွေနင်တို့ပဲမျက်စိကျတာမဟုတ်ငါလည်းမျက်စိကျတယ်ငါလည်းသူတို့အကြောင်းပြောချင်တယ်တစ်ချိန်လုံးငေါ့လာပြီးမှလေ message လာပို့ဖုန်းတွေလာဆက်ပြီးမှဟိုပြောဒီပြောတောင်ပြောမြောက်ပြောငါဒီခါကျရင်ငါလည်းဆဲမှာနော်ငါတီးခတ်နေတာကြာပြီကြည့်လိုက်အကောင့် not found နဲ့သူတို့ရဲ့အကောင့်ကလေ profile မရှိတယ်စာတွေကဘာတွေလာပို့မှမသိလာမရိုင်းနဲ့နော်ငါလည်းရိုင်းတတ်တယ်နင်တို့တတိရှင် profile ပုံတင်ပြီးမှလာပြောငါလည်းငါ profile ပုံငါမျက်နှာနဲ့အရန်ရိုင်းသွားတယ်လို့ဖြစ်ရင်တောင်းပန်ပါတယ်တကယ်တိမခံနိုင်တော့လို့ပါခဏတယောက်ပြီးတယောက်ကျမကိုဖုန်းဆက်ပြီးလာပြော message ပို့ပြီးလာပြောနေကြလို့ပါကျမတို့လည်းသဘောကျတာပဲလေဟုတ်တယ်မလားခိုးချက်စွမ်းအောင်စပူကိုအားကြောင့်မလို့တို့အကြောင်းလေးတွေပြောပြီးတင်မိတာမာရွာရင် sorry ပါတောင်းပန်ပါတယ်ဒါပေမဲ့ဘလို့ဆက်လုပ်တင်လဲတင်လားမတင်လားဗီဒီယိုတွေပြောပြကြပါလမ်းညွှန်ပေးကြပါ